တစ်ပင်တရားကျော်ကိုစိုက်ပျိုးရပြီးတော့တစ်ပင်တွေမစိုက်ဘူးဆိုရင်မင်္ဂလာဆောင်ခွင့်မရှိဘူးဆိုတဲ့ဥပဒေနဲ့စီမံမျိုးတကယ်ကိုရှိပါတယ်။ဒါကတော့အိန္ဒိယနိုင်ငံရဲ့ Rajasthan ပြည်နယ်ထဲမှာရှိတဲ့ Piplan Tree ဆိုတဲ့ရွာလေးရဲ့ယနေ့အထိရှိနေတဲ့စီမံတစ်ခုပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ကြီးလက်ဒေသတချို့မှာအမျိုးသမီးတွေကိုခွဲခြားဆက်ဆံတာမျိုးကြုံတွေ့ရလေးရှိကြပါတယ်။ဒါပေမဲ့ဒီ Piplan Tree ရွာမှာတော့မိန်းကလေးမွေးဖွားလာတိုင်းတရွာလုံးကအထိမ်းအမှတ်ဖြစ်တစ်ပင်112ပင်ကိုစိုက်ပျိုးကြရပါတယ်။ဒါတွေမကသေးပဲမွေးဖွားလာတဲ့မိန်းကလေးရဲ့မိဘတွေကရွာအာဏာပိုင်တွေနဲ့စာချုပ်တစ်ခုကိုချုပ်ဆိုရပါတယ်။အဲ့ဒါကတော့သမီးဖြစ်သူအသက်16နှစ်မပြည့်မချင်းမှာမင်္ဂလာပေးမဆောင်ပါဘူးဆိုတဲ့ကတိအပြင်သမီးလေးပညာရေးနဲ့အနာဂတ်တို့စေတနာရှင်တွေရွာသားတွေစုပေါင်းလှူဒန်းထားတဲ့အိန္ဒိယယူပြီး3000စေတနာရန်ပုံငွေတွေကိုလည်းဘဏ်မှာရင်းနှီးမြှုပ်နှံပေးရမှာဖြစ်ပါတယ်မိဘတွေဘက်ကပြုလုပ်ပေးရမယ့်တာဝန်ကတော့မွေးတုံးကစိုက်ကတဲ့တစ်ပင်112ပင်ကိုသမီးလေးအရွယ်ရောက်လာတဲ့အထိမသေးမပြောင်းအောင်တေချာပြုစုပြောထောင်ပေးရတာပါတစ်ပင်တွေကိုချဖို့မကိုက်အောင်ရှားဆောင်လက်ပတ်ပင်တွေကိုပါဘေးမှာပေါင်းဆက်စိုက်ပျိုးပေးကြရပါတယ်အခုဆိုရင်အဲ့ဒီရွာမှာတစ်ပင်ပေါင်း3သိန်းခွဲကျော်စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်လို့တဲကလာရဆန်တဲ့ဒေသတစ်ခုကနေစိန်လန်းဆိုပြီးတဲ့ area ဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီဒါတွေဒီမကသေးပဲတစ်ပင်ကရတဲ့တီးနှံတွေရှားဆောင်လက်ပတ်ကရတဲ့ကုန်ကျန်းတွေကိုပြန်လည်ရောင်းချပြီးတော့ရွာရဲ့စီးပွားရေးကပါတိုးတက်လာခဲ့တာပါဒါဟာရုပ်ရှင်တွေကနုပညာဆက်လန်မဟုတ်ပါဘူး2006ခုနှစ်မှာရွာကောင်းဆောင်ရှရန်ဆူလီပါတီဝန်ကအသက်ကငယ်နဲ့ကွယ်လွန်သွားခဲ့တဲ့သူ့ရဲ့သမီးလေးကိုဂုဏ်ပြုရာကနေစတင်ခဲ့တဲ့တကယ်ဖေးရမယ့်စီးမင်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ပဲမိန်းကလေးငယ်တွေရဲ့အခွင့်အရေးနဲ့သဘာဝပတ်ဝန်းကျင်ကိုတပြိုင်တည်းကာကွယ်ပေးထားတဲ့ဒီလိုမယုံနိုင်စရာဖြစ်ရမှန်တွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Critical Vision ကို follow လုပ်ထားဖို့ကိုလည်းတောင်းဆိုချင်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့လူချင်းမင်းတို့လည်းဒီရွာရဲ့ဥပဒေကိုဘယ်လိုထင်မြင်လဲဆိုတာ comment မှာရေးသွားပေးခဲ့လို့ရပါတယ်ဆိုတော့အဆုံးကြည့်ခဲ့ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်